ဦးစင်းရဲ့ဘွဲ့နာမည်ကတော့မောအရှင်ဥက္ကန္တခေါ်အောင်စောလဖြစ်ပါတယ်ဦးစင်းကိုဆွဲထားတဲ့ပုံမှန်ကတော့905ခါခွေတစ်ခုရယ် electronics 33ကကြီးတစ်ခုရယ်နော်အဲ့တစ်ခုကပုံနှိပ်ထုတ်ဝေပုံမှန်စခေါ်နဲ့ဆွဲထားပါတယ်ဦးစင်းကအလုံးဒီသုံးမှုစလုံးကိုတီရှား15နှစ်ကြာပါတယ်ခံစားရက်ကတော့ကဆိုသူမရှိပါဘူးသုတ်ပေးတာကိုလည်းစိတ်မဝင်စားပါဘူးမဟုတ်ပေးတာကိုလည်းစိတ်မဝင်စားဘူးသုတ်ပေးတာကမဟုတ်ပေးတာကတော့အဲ့လိုမဟုတ်ပေးဘူးစနေရမှာလည်းကိုရလို့ပဲသုတ်မယ်ဆိုလို့ရှိရင်လည်းပြန်ရမယ်လည်းကိုရလို့ပဲဒီလိုပဲဆိုရင်သဘောထားပါဦးစင်းကိုပြန်လွတ်လာပြီးတော့နော်တိတ်ခါမချရအသေးတဲ့အတွက်ကြောင့်ဒါနဘောင်ကိုပြန်ဝင်ရမယ်အခုဦးစင်းမွန်ပြည်နယ်ဘလူးကျွန်းကိုပြန်အောင်ပါဦးစင်းကတော့ဒီ2008အခြေခံဥပဒေနဲ့2010ရွေးပွဲကိုစတင်ခဲ့လို့ထောင်ကျနေပါတယ်နော်ဒီ2008အခြေခံဥပဒေကိုအရင်ဆုံးတိုင်းရင်းသားတွေအားလုံးတိုင်းပြည်ပြည်သားတွေအားလုံးလက်ခံနိုင်တဲ့အခြေအနေကိုပြုပြင်ပြောင်းလဲပေးပါလို့ပြောချင်ပါတယ်